ပင်လေနာပေါ်ကမလာတောင်ပေါ်နေမြင်ရတဲ့အိုင်ဖာမျိုးဖြစ်ဖြစ်ပါတယ်တော်လေးကိုဒီမျိုးကြကောင်းတယ်အိုင်ဖာမျိုးဒီအရှိမမြင်တွေ့လို့ရတဲ့ပင်လေကြီးကအိုင်ဖာမျိုးလေးဖြစ်တယ်Mediterranean Sea လို့ခေါ်တဲ့မြေထဲပင်လယ်ဖြစ်တယ်။ဒီပင်လယ်那个那看那比如关家家呢，哈，该比家那个要木头啊，那看那个那看ခါမျိုးဖြစ်တယ်။看帮爱人啊，现在米铺个呢，现在那个开发，米个呢。အခုကျွန်တော်နေတဲ့နေရာတော့ Prophet Elijah နဲ့ Vala Prophet ဒီဖျားဘယ်သူဖျားမှလဲဆိုကြားကြတဲ့တောင်ပေါ်ကာမလတောင်ပေါ်နေကြတော့အခါမျိုးကြည့်နေရဖြစ်ပါတယ်တော်ရဲeverybody ညတင်းတော့ကတော့အဲ့ဒီကမလာ Prophet Elijah နဲ့ Vala Prophet ဒီကြားတဲ့နေရာမှာအထက်မှအနေနဲ့သူတို့အတင်းတော်တိစောက်တဲ့နေရာဖြစ်တယ်ဟုတ်ကိုကဘယ်မှာလဲကွာဒီကကျွန်တော်တို့ Israel ရောက်ပိုင်းမှာအကြီးဆုံးဖိုင်ဖာမျိုးကျွန်တော်ရောက်နေပါတယ်ဟုတ်လားဒီထဲပင်လေပေါ့ဒီထဲပင်လေဒီတော့ကတော့ကျွန်တော်တို့ကမလာတော့လို့ဘယ်မှာလဲကဲဒါတော့ Prophet Elijah နဲ့ဘာလာ Prophet ပြီးရတော့ပြန်ရမယ်ဖျားမှလည်းဆိုပြတဲ့နေရာစင်ကြတဲ့နေရာမှာဒါတော့ Prophet Elijah နဲ့ဒီမျိုးနဲ့သူတို့ကတော့ဘူးကြောင်းတယ်မာကိုရှိတယ်ဟဲ့ရောက်ပြီဒီနေ့ဒီနေ့စက်ကိုရပြီးဖတ်တာဒီခုနဲ့အခန်းထဲကိုရောက်နေပါပြီဟုတ်ပါဘူးရွာလေး Israel ရွာလေးမှာဒီခုခါဒီလောက်ထိအဆင့်မြင့်နေတာမြန်မာနိုင်ငံဆိုရင်ရန်ကုန်မြို့ကြီးမှာတောင်မှဒီလိုအဆင့်တော့အိပ်ရမယ်ဆိုရင်ဘယ်လောက်ပေးရမလဲမသိဘူးတညငါတော့ပြရတယ်ဒီမှာရွာလေးကိုရှုစားပါအောင်ဆရာတော်ကြီးဒီနေရာနေလောက်ပြောဖို့ကောင်းတယ်ကျွန်တော်ဒီနေရာတော့ကြည့်ပါဦးကျွန်တော်ရွာလေးဟုတ်တယ်ဒါရွာသားနော်ဒါရွာပဲရှိသေးတယ်ရွာပဲရှိသေးတယ်ရန်ကုန်မြို့မှာဆိုရင်မြို့ကြီးပေါ့။ငါတို့မြန်မာနိုင်ငံမှာဆိုရင်မြို့ကြီးတို့တင်စားရမယ့်နေရာ။တော့စိတ်ချမ်းသာကြကောင်းတဲ့တောင်ပေါ်မြို့လေးဖြစ်ပါလေ။ဖြစ်သေးရတယ်။မရောက်ဘူး။ကျွန်တော်မနေ့ကဒီမှာကျွန်တော်ပြီးနေတဲ့ရွာလေးကိုမနေ့ကအလားတွေနဲ့မြင်တွေ့ရတဲ့ဒီနေ့ဖြစ်ပါတယ်။နေတိုင်းလို့အသက်ရှင်စဉ်ဆုံးစမ်းတာရလေးပဲကောင်းတယ်ကျင်းလို့ရကောင်းပါတယ်ဒီမန်ချစ်ပန်းတိုင်းများဒီရဲ့နေဝေးရတယ်ကိုတော့ရှင်ကိုမျောကြည့်လိုက်ပါမတန်မဟုတ်စိတ်ပြောစီရကောင်းတယ်ဒီကဘာဒီချင်းစရိုက်ကြည့်ပါလေကျွန်တော်
အိတ်ထဲခန်းပေါ့ မော်လင်း ဘာသာရေးကြရင်မနေ့စားသွားစားမှာပါတယ်ဒီမှာလောင်းနဲ့ဒါလည်းရှင်းပြပါဦးလေဒါ Israel ရဲ့အိမ်နေချင်းနိုင်ငံဘယ်နိုင်ငံလဲ Lebanon ဟုတ်လားအဲ့တော့ကျွန်တော်တို့အခုနေဆက်မှာရောက်နေတာအခုကျွန်တော်တို့နေLebanon နိုင်ငံနိုင်ငံနဲ့ကျွန်တော်တို့နေတယ်ဒီကဒီမှာရလူဘဝကြီးတွေမှာလေးတွေအမှန်မှဒီလိုကြောက်တယ်တာတာရရှိတယ်ရွာလေးတွေပေါ့ကျွန်တော်ချင်းတောင်နဲ့တူတာနေနေပြန်မြေမြုပ်နဲ့လည်းတူတယ်နော်ဝင်ခွင့်ရတော့ရနော်ဝင်ခွင့်ရတယ်ကျွန်တော်ကျောင်းသားတွေလေ့လာရေးပြီးဟုတ်တယ်ဟုတ်တယ်ရောက်ခဲ့တဲ့နေရာဒီယူทูบမှာရောက်လာပါလားဟုတ်လားရှင်းတော့မှကျွန်တော်ဟိုမလိုက်ပါလေချက်မယ်လေကျွန်တော်တောင်ပိုင်းတောင်ပိုင်းယူမယ်ဆရာမြောက်ပိုင်းယူလိုက်ပါဟုတ်တယ်အဲ့ဒါလာပြီဟောအေးကြက်ခတ်ပါဦးဟာမွန်ချမ်းကြီးခတ်နေတာဟာမွန်ဟာစီလာတဲ့ချောင်းကြီးလေဟာတောင်ကနေစီလာတဲ့ချောင်းကြီးခတ်တာအဲ့ကတောက်လို့ရှိတော့သူချွေးတောင်ကကိုလုံးပြပြီးတော့ဟာမွန်တောင်ခတ်ကိုခတ်နေတာရတယ်ဟိုကကျွန်တော်ဘူရောချင်းခက်လိုက်ပါတော့လို့တားကောင်းမယ်နော်ဒီမှာခဏရှိတယ်ဒီမှာလေစားရဘယ်ရည်လဲလားဘယ်ချောင်းရည်လဲဟာမွန်တောင်ပေါ်ကနေစီးနဲ့ဟာမွန်ချောင်းရည်လို့ခေါ်တယ်โอเคစားစားထဲမှာရောကျန်းစာထဲမှာကဂျာဝဲစစ်တိုက်တဲ့ချိန်မှာအရန်တောင်းသားတဲ့စမ်းရည်လို့ဒီချောင်းရည်ဟာလေအဲ့ဒါကဖတ်တာဟုတ်လေဟာမွန်ချမ်းရီဖတ်ထားတဲ့ဆိုင်ဟောမမရှိOkay, thank you.
Pakistan. It's much bigger springs. And another bunch of springs in Lebanon, also at the foot of Tabon Mountain, from 3 rivers. Here, Dan, and 这小块别要你的。 Israel 西约的နိုင်ငံရဲ့ခြေစားဖို့ဒီကကျွန်တော်တို့ရောက်နေတယ်။အိုးဝီဒီယိုရှင်နေရတာ။ 那里然后中车嘛，哎，呼你呀！ ဟောမှာမန်တောင်းတောင်းပေါ့ဒီတော့ဟာဒီတော့ဒီထက်မြင်ကွင်းကတော့ဆီးရီးယားနိုင်ငံ 别拍了， ဒီဘက်ကဆီးရီးယားနိုင်ငံပဲ 哦，是越南的。 ဒီမော့စကောဒီကခဏခဏပါမော့စကောဒီကဆီးရီးယားနိုင်ငံ 我比你伊拉我的哟。 ဆီးရီးယားဖြစ်ပါလေဒါ 有啊，后边人伊拉了。去保路古西，要把他做多嘞，是嘛？ အဲဒီပေါ်ကနေဝင်းတော့ကြောင်လဲလိုက် 对。 မစကန် 呃。